Okay ကျမတို့ live လေးစပါပြီရှင်အားလုံးပဲမင်္ဂလာမနက်ခင်းပါကျမတို့ရဲ့အပတ်စဉ်ပေါ့နော်ဒီရန်ကုန် Eagle Group ရဲ့အပတ်စဉ်ရဲ့ဒီလုပ်ငန်း digital business လုပ်ငန်းအကြောင်းကိုမျှဝေပေးဖို့ကျမတို့ live လေးစပါပြီရှင်ကျမတို့ဒီ digital business လုပ်ငန်းနဲ့ပတ်သက်ပြီးတော့မှမတူညီတဲ့ခေါင်းစဉ်တွေပေါ့နော်အပတ်စဉ်တွေကျမတို့မျှဝေပေးနေတာဖြစ်ပါတယ်ဒီလုပ်ငန်းကိုစိတ်ဝင်စားတယ်ဆိုရင်ကျမတို့ live ကနေပြီးတော့မှဝင်လေ့လာလို့ရတယ်လို့ကျမတို့ရဲ့ဒီ website ကနေပြီးတော့မှပေါ့နော်လုပ်ငန်းအသေးစိတ်ကိုစတင်လေ့လာခြင်းနဲ့ဆိုရင်တော့ကျမတို့ website ကနေပြီးတော့မှ register လုပ်ပြီးတော့မှစတင်လေ့လာလို့ရတာဖြစ်ပါတယ်ကျမနာမည်တော့နန်းတူအောင်ဖြစ်ပါတယ်မြန်မာနိုင်ငံရန်ကုန်မြို့မှာပဲမိသားစုနဲ့တူနေထိုင်ပြီးတော့ကျမတို့ကျမလည်းပေါ့နော်အင်္ဂလိပ်ကလေးမိခင်တယောက်ဖြစ်တဲ့အိန္ဒိယနေပြီးတော့ကျမလည်းအားလက်တဲ့အချိန်မှာပေါ့နော်နေ့လည်နေ့ခင်းတနိုင်ကိုကျမဒီအချိန်ယူပြီးတော့မှဒီလုပ်ငန်းကိုကျမတွဲဖက်လုပ်ကနေတဲ့ business owner နဲ့တယောက်ဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်မခင်မိတ်ဆက်ပေးပါဦးမှာဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါရန်ကုန် Eagle Group ပေါ့နော်ပတ်ဆက်တောက်ကြနေတဲ့ပြုလုပ်နေတဲ့ business လေးတော့ကနေပြန်လိုက်ကြိုဆိုပါတယ်ကျမတို့digital business ကြောက်ကိုပတ်ဆက်မျှဝေပေးနေတာဖြစ်တဲ့အတွက်ကျမတို့ like တော့လေးတွေကိုကြည့်ပြီး digital business ကိုစိတ်ဝင်စားတဲ့သူတွေနေနေပေါ့နော်ကျမတို့ like တော့လေးတွေကိုကြည့်တော့ပေးဖို့ဒီထက်မှမိခွလေးများရှိရင်လည်းမိတော့ဖို့မိတော့လို့ရတယ်လို့အရေးဆိုပြောချင်ပါတယ်ကျမကတော့ခိတ်ခိတ်ပါမြန်မာနိုင်ငံရန်ကုန်မြို့မှာနေပြီးတော့ digital business ကိုလုပ်ကနေတဲ့အင်းကြီးမိခေတ္တရောက်ဖြစ်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ဒီတစ်ပတ်မှာတော့ကျမတို့လာမျှဝေပေးဖို့ခေါင်းစဉ်ရပါတော့ဒီအဓိကမိခွန်းဖြစ်တဲ့လူတိုင်းကမင်းကြတဲ့မိခွန်းတစ်ခုပေါ့နော် digital လုပ်ငန်းအကြောင်းကိုပေါ့နော်ဒီအကြမ်းဖျင်းအဖြစ်ပြောပြပေးပါပေါ့နော်ကျမတို့ရဲ့ဒီဂျူညာမှုတွေကျမတို့ရဲ့ post ကနေပြီးတော့မှပေါ့နော်မိတ်ဆွေတို့ကတွေးရှိပြီးတော့မှဒီလုပ်ငန်းကဘာလုပ်ငန်းလဲဆိုတဲ့ဟာကိုလည်းလန်စိတ်ဝင်စားတယ်ပေါ့နော်စိတ်ဝင်စားပြီးတော့မှဒီလုပ်ငန်းကဘာလုပ်ရတာလဲဘယ်လိုမျိုးလုပ်ငန်းမျိုးလဲဆိုတဲ့ဟာကိုဒီကျမတို့ရဲ့ messenger မှာပေါ့နော်လာမေးကြတယ်ပေါ့နော်ဒီ digital business လုပ်ငန်းအကြောင်းကိုပေါ့နော်အချမ်းဖြင်းပြောပြပေးပါလားဘာတွေလုပ်ရလဲဘယ်လိုမျိုးလဲဘာလုပ်ငန်းလဲဆိုတဲ့ဟာပေါ့နော်ပြီးတော့ဒီလုပ်ငန်းမှာကပေါ့နော်ဟို main ကလေးတွေပဲလုပ်တာလားပေါ့နော်တော်တော်များများ main ကလေးတွေပဲတွေ့တာဖြစ်တယ်ပေါ့နော်တကယ်တမ်းတော့ကျမတို့ဒီလုပ်ငန်းမှာကဒီအသက်ရှင်နေပြည့်ပြီးတဲ့လူတိုင်းကြားမှမရွေးပေါ့နော်ဒီလုပ်ငန်းကိုလုပ်ကန်လို့ရတာဖြစ်ပါတယ်ကျမတို့ရဲ့ဒီလုပ်ငန်းကိုတကယ်ထဲဝင် community ထဲမှာဝင်လေ့လာတယ်ဆိုရင်တော့တကယ်လုပ်ငန်းရှင်တို့ကယောက်ျားလေးတွေလည်းအများရှိတယ်ပေါ့နော်တချို့ဆိုရင်သူတို့ကဒီလုပ်ငန်းကိုတွေ့ရှိပြီးတော့မှအရင်ဥဆောင်ပြီးတော့မှလုပ်ကိုင်းတယ်လုပ်ပြီးတော့မှတဖြည်းဖြည်းနဲ့ဒီလုပ်ငန်းကနေခိုင်မာလာတဲ့အချိန်ကျတော့ကိုယ့်ရဲ့အမျိုးသမီးတွေရောကိုယ့်ရဲ့မိသားစုတွေကိုပေါ့နော်ခေါ်ပြီးတော့မှတူဒီမြန်ရောက်စလုံးပေါ့နော်ဒီလုပ်ငန်းကိုပဲ6ချပြီးတော့မှလုပ်ကိုင်းလာတဲ့ဒီလုပ်ငန်းရှင်တွေလည်းအများရှိတယ်ပေါ့နော်ဒါကြောင့်တော်တော်များများထင်ကြတယ်ပေါ့နော်ဒီလုပ်ငန်းက main ကလေးတွေပဲလုပ်ကိုင်တာလားဆိုတဲ့မိခွန်းတွေလည်းရှိတယ်ပေါ့နော်ဒါလေးကိုမခင်မျှဝေပေးဖို့ဖိတ်ခေါ်တယ်အမဒီကျမတို့ရဲ့ audience တွေပေါ့နော်မေးထားတဲ့မိခွန်းတွေကိုဖြည့်ပေးပါအောင်ရှင်ဟုတ်ကဲ့ပါဒီမိကိုရဆိုတော့ digital business အကြောင်းကိုအကြံပြပြောပြပါလားပေါ့နော်အချို့လူတွေအကြံနှိမ့်တော့မဟုတ်ဘူးအသိစိတ်ပြောပြပါလားဆိုတော့ဒီမိကိုကမေးဆိုမေးဖို့ဖြစ်ပါတယ်အသေးစိတ်ပေါ့နော်သူတို့အသေးစိတ်တအားသိချင်ကြတယ်ဟုတ်ပါတယ်ကျမတို့လည်းစိတ်ဝင်စားတဲ့ချိန်မှာအသေးစိတ်သိချင်တော့လိုက်လေးပါတယ်ပေါ့နော်အသေးစိတ်သိချင်တယ်ဆိုရင်မေးတာတော့အကောင်းဆုံးဖြစ်ပါတယ်ဒီ digital business ကိုအသေးစိတ်သိချင်တယ်ဆိုရင်ကိုယ်တွေလေးလာတာတော့အကောင်းဆုံးဖြစ်တယ်ဘယ်လိုလေးလာရမလဲဆိုတဲ့အစီအကြတော့ပထမဆိုအစမှာကျမတို့ဒီလိုမျိုးကျမတို့မေးလဲရတယ် laptop တွေကြည့်လဲရတယ်နောက်တစ်ဆင့်မှာဆိုရင်ကျမတို့အမည်နဲ့ Gmail ဖြည့်ပေါ့နော်ဘယ်လိုဖြည့်ရမလဲဆိုတော့ကျမတို့ကိုနှစ်ယောက်ဆိုရင်နှစ်ယောက်ဆိုလို့မှာကိုပဲ website တွေရှိကြတယ်အဲ website ကနေပြီးတော့အမည်နဲ့ Gmail ဖြည့်ပြီးတော့ register လုပ်တယ်ဆိုရင်ပထမဆို webinar လေ့လာရမှာဖြစ်ပါတယ် webinar ဒီ English လို့ဖြည့်လို့90 minute 60လောက်ရှိလို့ကိုကမအားလန့်ဘူးဆိုရင်ကိုအားလန့်တဲ့ခြေလေးတွေမှာကြည့်ချင်တယ်ဆိုရင်ကိုရဲ့ email ထဲဝင်ပါ register လုပ်ထားတဲ့သူတွေအနေနဲ့ webinar replay webinar ရှိတဲ့ရက်တိုင်းမှာပို့ပေးတာဖြစ်တယ်အဲ့ဒါလေးနားထောင်ကြည့်ပါတော့ဒီရှယ်မျှဝေပေးတဲ့သူတွေအနေနဲ့တစ်ပတ်စင်တယောက်နဲ့တယောက်မတူပေမဲ့စီးပွားရေးအကြောင်းကိုရှေ့ပြတဲ့နေရာမှာဆိုတော့အရှေ့ဘက်က system အကြောင်းလေး member fee အကြောင်းလေးလုပ်ငန်းလုပ်ဖို့အကြောင်းတွေဆိုတော့ကိုလိုတူတူပဲဖြစ်ပါတယ်အကြမ်းပြပြမယ်ဆိုရင် digital business ဒီonline စီးပွားရေး online ကနေပြီးတော့စီးပွားရေးလုပ်ငန်းတည်ထောင်တာဖြစ်ပါတယ်ပုံစံကတော့ franchise business ပုံစံမှာ franchise ဖြစ်တဲ့အတွက်ကျွန်တော်တို့ franchise ယူရဖို့ရှိတယ်အဲ့ဒီဟာလေးလည်းတတိထားမိစေချင်ပါတယ် franchise ဆိုတဲ့နေရာမှာအပြင် traditional business လေးဥစားတော့ကိုလုပ်ငန်းလေးအထက်လေးလုပ်ငန်းဖြစ်ပေါ့နော်တခုခုကိုကျွန်တော်တို့ franchise ယူတော့မယ်ဆိုတဲ့ချိန်မှာလိုအပ်တဲ့ process နဲ့အကုန်လုံးတူညီပါတယ် franchise ယူမယ်ဆိုရင်စီးပွားရေးသဘောလုပ်ငန်းသဘောတူဆိုတဲ့
စာချုပ်စာတမ်းပေါ့နော် franchise ယူမယ်ဆိုရင်သူ business ကိုနာမည်ရောsystem ပါ franchise ယူတော့မှာဖြစ်တယ်ပဲလိုအပ်တဲ့ပေးချေမှုဒီပေးချေမှုဆုံးကိုကြည့်ပေါ့နော်ဥပမာကျွန်တော်တို့ကြက်ကြော်ကိုကျွန်တော်တို့ franchise ယူတော့မယ်ဆိုရင်သူကြက်ကြော်နာမည်ကိုသုံးဖို့အတွက်ပြီးတော့သူရဲ့နီးပညာကိုသုံးဖို့အတွက်ကျွန်တော်တို့စာချုပ်စာတမ်းအပြင်ငွေကြေးပါလို့ဒါကတော့ franchise စီးပွားရေးကိုဆိုင်ဖြစ်ပါတယ်။ဘာလို့ရတာလဲဆိုရင်ဒီစီးပွားရေးဒီ affiliate marketing ဖြစ်ပါတယ်။ affiliate marketing ဆိုတာကျွန်တော်တို့ပစ္စည်းကိုတူလုံစားစေရမလို့ဘဲနဲ့သူ့ရဲ့စီးပွားရေးအခွင့်အလမ်းကိုကျွန်တော်တို့ဆက်ဆက်ပြီးဈေးကွက်ရှာပေးရတာဖြစ်ပါတယ်။ကျွန်တော်တို့ကပစ္စည်းတူလုံစေရမလို့ဘဲနဲ့ဈေးကွက်ရှာတဲ့နေရာမှာဆိုရင်ကျွန်တော်တို့ကလူတဦးတယောက်ချင်းစီကိုလိုက်ပြောမလားတအေးတက်ဆင်းလိုက်ပြောမလား social media ကိုတူပြီးစီးပွားရေးလုပ်မလားဒါကတော့အလွယ်ဆုံးကတော့ social media ဖြစ်ပါတယ်အဲကြောင့်မို့စီးပွားရေးအခွင့်အလမ်းကိုပြန်ဝေရတဲ့ affiliate market ဖြစ်ပါတယ် affiliate market ဖြစ်တဲ့အတွက်ကျွန်တော်တို့က company ရှိတယ် affiliate company ရှိတယ် franchise စီးပွားရေးဖြစ်တဲ့ franchise ယူမဲ့ company လည်းရှိပါတယ်ဒီကကြတော့ကျွန်တော်တို့ product ရောင်းတာမဟုတ်ဘဲနဲ့စီးပွားရေးအခွင့်အလမ်းကိုမျှဝေတာဖြစ်ပါတယ်စီးပွားရေးအခွင့်အလမ်းတိုင်းမှာရောင်းဝယ်ရှိတယ်အယောင်းဝယ်ဆိုတဲ့နေရာမှာအယောင်းဝယ်ခွင့်လန်းကိုရောင်းဝယ်တာဖြစ်ပါတယ်ဒါလေးဆိုရင်တော့နည်းနည်းသဘောပေါက်မယ်ထင်ပါတယ်အဲ့လိုမျိုးစီးပွားရေးအခွင့်အလမ်းကိုမျှဝေတာဖြစ်တဲ့အတွက်ကိုယ်မှာစီးပွားရေးလက်တွဲလုပ်ကင်လာတဲ့ရှိတယ်ဆိုရင်တော့ကျွန်တော်တို့ဒီစီးပွားရေးကကိုယ်ပဲအကျိုးများရရှိတာဖြစ်ပါတယ်ဒါကတော့အကြံဖြစ်ပေါ့နော်ဒီလိုလေးပဲပြလို့ရတာဖြစ်တယ်နောက်တစ်နေ့နဲ့ဆိုရင်ကျွန်တော်တို့ဒီလုပ်ငန်းမှာမိကလေးတွေပဲလုပ်ကင်လို့ရလားဆိုတော့စီးပွားရေးအခွင့်အလမ်းတွေလူတိုင်းအတွက်ဖြစ်ပါတယ်အသက်ကြီးတဲ့သူ16နှစ်ပြည့်တဲ့သူလူတိုင်းအတွက်နိုင်ငံတကာကနေတကဘာလုံးကနေတည်ရုံလုပ်ခွင့်ရတဲ့စီးပွားရေးတစ်ခုဖြစ်ပါတယ်ကျွန်တော်တို့မိကလေးတွေပဲလုပ်ရတဲ့ဒီကအကြောင်းများတဲ့ပေါ့နော်ဒီကအကြောင်းလေးတစ်ခုပါကျွန်တော်တို့မိခင်တွေမိကလေးတွေနေပဲပေါ့နော်ကိုမိသားစုကိုပြုစုဆောင်ရှောက်တဲ့အိမ်မှုကိစ္စတွေရှိတယ်တာသမီအရေးတွေရှိတယ်ကျွန်တော်တို့အပြည့်ထုတ်ပြီးလုပ်အဆင်မပြေပါဘူးဒီကအဆင်မပြေတာအခြေပြမပေးနိုင်ပါဘူးအဲကြောင့်ကိုကတော့အလုပ်တစ်ခုကိုလုပ်ချင်တယ်ဝင်လဲရချင်တယ်ဆိုရင်တော့အိတ်ထဲကနေလုပ်လို့ရတဲ့အလုပ်ပေါ့နော်အလုပ်မျိုးပဲကျွန်တော်တို့မိခင်တွေအတွက်မျိုးသမီးတွေတဲ့စိတ်ပြေတယ်ဖြစ်တယ်မျိုးသားတွေနေနေကြတော့အပြင်ထွက်ပြီးတော့အခြေပြပြီးလို့သူတို့မှာခွင့်လန်းပုံများတယ်ကျွန်တော်တို့ရတော့ပုံနေတယ်ပေါ့နော်ရွေးချယ်စရာနဲခဲ့တယ်နေတဲ့အတွက်အိတ်ထဲကနေလုပ်လို့ရမယ်စိတ်ပေါ်ကြီးခွင့်လန်းမျိုးပါကျွန်တော်မိခင်တွေတက်ပို့ပြီးစိတ်ပြေတာဖြစ်တယ်မိခင်တွေအပြင်ခြားသောသူတွေပေါ့နော်မိခင်မဟုတ်တဲ့သူတွေလည်းလုပ်တယ်ဒီထဲမှာပေါ့နော်အဓိကကျတော့အမျိုးသမီးတွေကကျွန်တော်တို့ခြားသူတွေနည်းနည်းရွေးချယ်တဲ့အခွင့်အလမ်းကသူများ100%လို့ကျွန်တော်တို့80% 50% လောက်ပဲရှိတယ်ပေါ့နော်ဒီထက်ကနေကျွန်တော်တို့ကိုယ်နဲ့တိတ်တော်မဲ့ဟာကိုရွေးတယ်ပြီးတော့ဒါအပြင်မှာအခြေပေါ့နော်ကိုကတာသမီတွေကိစ္စပြီးမှလုပ်လို့ရမယ်စီးပွားရေးမျိုးရှာရတဲ့အတွက်တော့အခြေလွန်လန်းမှုရှိတဲ့စီးပွားရေးအခွင့်အလမ်းကကျွန်တော်တို့ရွေးချယ်ခွင့်တစ်ခုဖြစ်တယ်ပေါ့နော်အဲဒါမျိုးမျိုးသားရောမျိုးသမီးအကိုလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့မျိုးသမီးတွေကအိတ်ထက်ကနေတပေါ်မကွာပဲနဲ့စီးပွားရေးတစ်ခုကိုဖန်တီးချင်တဲ့သူတွေတို့ဒါကတော့ကျွန်တော်တို့ပိုကောင်းတဲ့အခွင့်အလမ်းတစ်ခုရွေးချယ်ရတဲ့အခွင့်အလမ်းတစ်ခုပေါ့နော်ဒီထက်ကောက်တဲ့စီးပွားရေးအခွင့်အလမ်းရှိတယ်ကျွန်တော်တို့လည်းရွေးချယ်ချင်ကြတယ်ဒါပေမဲ့ကျွန်တော်တို့ရွေးချယ်ခွင့်နည်းတယ်အဲကြောင့်မလို့ကိုအားတဲ့ခြေလေးတွေမှာလုံးမယ်ပြီးတော့အပြင်ထွက်ပြီးလဲအခြေပြမပေးနိုင်တဲ့အတွက်ကျွန်တော်တို့ဒီမိကလေးတွေကပို့ပြီးရွေးချယ်လုပ်ကြတာဖြစ်တယ်တကယ်ရှင်းပြရမယ်ဆိုဒီစီးပွားရေးမျိုးသမီးတွေပဲလို့မျိုးသမီးတွေကပေါ့နော်ဘာဖြစ်လို့ဆိုအယုံလွယ်လို့လုပ်တဲ့စီးပွားရေးတစ်ခုမျိုးတော့မဟုတ်ဘူးဒီစီးပွားရေးအယုံလွယ်တဲ့ရလွယ်တဲ့စီးပွားရေးလည်းမဟုတ်ဘူးပေါ့နော်ကိုယ်တိုင်လေးလာပြီးတော့မှတစ်စိတ်ချင်းသူ process တိုင်းပေါ်ပြီးမှကျွန်တော်တို့စီးပွားရေးလုပ်ခွင့်ရတဲ့စီးပွားရေးဖြစ်ပါတယ်အစစ်စင်းတွေကတော့management register လုပ်တယ်ပြီးတော့ member fee တက်ပြီးလေးလာတယ်ပြီးတော့မှစီးပွားရေးလုပ်ငန်း ID ယူတယ်ဒီအစစ်လေးကိုကျွန်တော်ဖတ်ပြီးမှလုပ်ရတာဖြစ်ပါတယ်အဲကြောင့်ကိုယ့်ဖက်ကပေါ့နော်ကျွန်တော်တို့ဒီတစ်စစ်ချစ်ကိုလေးလာသွားပါကိုယ်စမပြေဘူးဆိုရင်ပြန်လှည့်လို့ရတဲ့အဆင့်လေးလည်းကျွန်တော်ပြန်ထားပေးတာဖြစ်တယ်ပေါ့နော်ကိုကလေးလာကြည့်ပါအခြားသူတွေကတော့ပြောမှာပေါ့နော် online စီးပွားရေးဖြစ်တယ်နေတော့မိကလေးတွေကအဲ့ထက်မှနေတယ်ဘာမှမသိဘူးတင်ညာခံရမယ်ဆိုရင်เนาะဒီလိုမျိုးလေးလည်းပြောတတ်တယ်ပေါ့နော်အဲကြောင့်မို့ကိုကစိုးရိမ်တယ်ဆိုရင်မလေးလာကြည့်ပါမဟုတ်ဘူးဆိုရင်ပြန်ထွက်သွားလို့ရတယ်ပေါ့နော်ဒီအဆင့်လေးအများကြီးခြံထားပြီးတယ်အဲကြောင့်မို့ကိုဖက်ကလေးလာမှုတာလို့ပါလို့ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်မြတ်ဝေပြည်တယ်မခင်လည်းကျေးဇူးတင်တယ်ဟုတ်ပါတယ်ကျမတို့ဒီလုပ်ငန်းမှာပေါ့နော်အခုဆိုရင်ဒီမေခွန်းနဲ့ပတ်သက်ပြီးတော့မှာပေါ့နော်မိတ်ဆွေတို့လည်း
ဒီ digital business လုပ်ငန်းရဲ့အကြောင်းကိုအကြံဖြင်းပေါ့နော်အသေးစိတ်ကိုလည်းသိရှိသွားပြီပေါ့နော်တကယ်တော့ကျမတို့ဒီလုပ်ငန်းအားလုံးက online ပေါ်ကနေပဲလှုပ်ဆောင်ရတာဖြစ်ပါတယ်ပေါ့နော်ပြင်ပါတွေလိုအပ်လဲဆိုတဲ့ဟာလည်းရှိတယ်ပေါ့နော်တချို့တွေကမေးကြတယ်ပေါ့ဒီလုပ်ငန်းမှာကကျမတို့အဓိကဖုန်းရယ်သို့မဟုတ် laptop ပေါ့နော် internet ရရှိတဲ့နေရာတိုင်းမှာကျမတို့ဒီလုပ်ငန်းကိုလုပ်ကင်လို့ရတာဖြစ်ပါတယ်အသက်ရှင်နေပြည့်ပြီးတဲ့လူတိုင်းပေါ့နော်ကြာမှမရွေးပေါ့နော်ဒီလုပ်ငန်းကသူကကုမ္ပဏီကအလုံးခွင့်ပြုထားတာဖြစ်ပါတယ်ပညာရေးချင်းနဲ့ကန့်တတ်ထားတာမရှိဘူးကျမတို့ဒီအဓိကတော့အင်္ဂလိပ်စာ25%နားလည်ရင်ရပြီပေါ့နော်ပြီးလို့ရှိရင်ဒီလုပ်ငန်းမှာကကျမတို့ကဘာပေါ်မှာနိုင်ငံပေါင်း29နိုင်ငံရုံးခွဲပေါင်း40ကျော်ရှိတဲ့ကုမ္ပဏီကြီးတစ်ခုနဲ့ကျမတို့က affiliate ယူပြီးတော့မှဆက်ဆက်ပြီးတော့မှလုပ်ကိုင်ရတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ပေါ့နော်လုပ်ငန်းရဲ့ပုံစံမျိုးစားတော့ခုနမှခင်နဲ့ sharing လုပ်ပေးတယ်နော်ဒီ franchise business ပုံစံမျိုးစားတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်ကျမတို့ဒီလုပ်ငန်းကိုကိုကဝင်လေ့လာပြီးတော့မှအသေးစိတ်လေ့လာပြီးတော့မှဒီလုပ်ငန်းကကိုကိုက်ညီတဲ့ကိုလုပ်ချင်နေဆိုရင်တော့ business ID ယူဖို့အတွက်ပေါ့နော်ကျမတို့လုပ်ငန်းစတင်ဖို့အတွက်ဆိုရင်ကျမတို့ business ID ယူဖို့လိုအပ်တာဖြစ်ပါတယ်ဒါကြောင့်ကျမတို့ business ID ယူဖို့အတွက်ကကျမတို့ရင်းနှီးမှုတစ်ခုပေါ့နော်ဒီလိုမျိုးစီးပွားရေး package တစ်ခုကိုကျမတို့ရွေးချယ်ရတာဖြစ်ပါတယ်အဲ့ဒီရင်းနှီးမှုထက်မှလည်းကျမတို့က package အမျိုးမျိုးရှိတယ်ပေါ့နော်ကိုတက်နိုင်တဲ့အဆင့်ကနေကိုစတင်ပြီးတော့မှလေ့လာစတင်ပြီးတော့မှလုပ်ကိုင်လို့ရတာဖြစ်ပါတယ်ဒီလုပ်ငန်းမှာကကျမတို့ franchise ဆိုတဲ့အတိုင်းပဲကျမတို့ဒီချိန်တစ်ခါ business ID ပဲယူဖို့လိုအပ်တာဖြစ်ပြီးတော့ကျမတို့တောက်လျှောက်ပေါ့နော်ဒီ business ID တခုအောက်ကနေပြီးတော့မှတောက်လျှောက်ရတဲ့ပန်ကျမတို့လုတ်ကင်သွားလို့ရတာဖြစ်ပါတယ်ဘယ်လောက်ထိရေရှည်ဖြစ်တယ်လဲဆိုတော့ဒီလုပ်ငန်းမှာကကျမတို့ရဲ့ကလေးတွေပေါ့နော်တာသမီတွေကိုနောက်တစ်ချိန်သူတို့အသက်ရှင်နေပြည့်ပြီးသွားလို့ရှိရင်ကိုလက်ရှိလုတ်ကင်နေတဲ့ဒီလုပ်ငန်းရဲ့ဒီ ID ကသူတို့ရဲ့နာမည်ကိုလွှဲပြောင်းပေးလို့ရတဲ့အဆင့်ထိပေါ့နော်ဒီလောက်အထိခွင့်ရေးကိုရေရှည်ခိုင်မာတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတဲ့ဟာလည်းကျမထပ်ပြောပြချင်တယ်ပြီးတော့ဒီလုပ်ငန်းမှာကကျမတို့ကခုနမှရှင်းလက်အများကြီးရှင်းပြတယ်ပေါ့နော်ကျမတို့ main crate တွေဆိုရင်ယုံလွယ်မှုအယုံလွယ်ကြတဲ့ဒီထဲမှာဆိုရင်ပါတယ်ပေါ့နော်ယောက်ျားလေးနဲ့ main crate ဆိုရင်တော့ဒါပေမဲ့ကျမတို့ဒီလုပ်ငန်းမှာကအသေးစိတ်ကိုလေ့လာခွင့်ပေးထားတာဖြစ်တယ်ပေါ့နော်မလုတ်ကင်ခင်မှာမစတင်ခင်မှာဒီ business ID ကိုရင်းနှီးမှုမထည့်သေးဘူး business ID မယူသေးတဲ့အချိန်မှာကိုကဒီလုပ်ငန်းရဲ့အကြောင်းကိုဒေချာနားလည်အောင်ကျမတို့ကလေ့လာခွင့်ပေးထားတာဖြစ်ပါတယ်ပထမအဆင့်ကတော့ကျမတို့ရဲ့ website ကနေပြီးတော့မှအမီနဲ့ Gmail ကို register လုပ်ပြီးတော့မှအခမဲ့စတင်လေ့လာနိုင်တယ်ဒုတိယအဆင့်ကတော့ဒီပထမအဆင့်ကိုကျမတို့လေ့လာပြီးတော့မှဒီလုပ်ငန်းကငါစိတ်ဝင်စားတယ်ကိုတကယ်စိတ်ဝင်စားလို့တကယ်အသေးစိတ်လေ့လာချင်တာတဲ့ဆိုရင်တော့ဒီဒုတိယအဆင့်ဖြစ်တဲ့$139ကိုဆရာငွေအနေနဲ့တွင်းပြီးတော့မှ visa card နဲ့တွင်းရတာဖြစ်ပါတယ်ရက်ပေါင်း30လေ့လာခွင့်ပေးထားတာဖြစ်တယ်ပေါ့နော်လေ့လာပြီးတော့မှဒီလုပ်ငန်းကကိုယ်နဲ့ကန့်ညီတယ်ဆိုရင်ခုနကျမတို့ပြောတဲ့ step ဒီ business ID ယူပြီးတော့မှရင်းနှီးမှုတစ်ခုကိုကျမတို့ package တစ်ခုကိုရွေးပြီးတော့မှကျမတို့စတင်လုပ်ကိုင်ရတာဖြစ်ပါတယ်အကယ်ကိုကလေ့လာပြီးတော့မှဒီလုပ်ငန်းကကိုယ့်အတွက်မဟုတ်ဘူးကိုမလုပ်ချင်ဘူးဆိုရင်တော့ဒီတွင်းထားတဲ့$139ကိုပေါ့နော်ရက်ပေါင်း30အတွင်းထဲမှာကိုကပြန်ထုတ်သွားယူသွားလို့ရတာဖြစ်ပါတယ်ဒါကြောင့်ဒီလုပ်ငန်းမှာကလေ့လာမှုအခွင့်အရေးကိုအပြည့်အဝပေးထားတာဖြစ်တယ်ပြီးလို့ရှိရင်လေ့လာမှုမှာလည်းရှုံးမှုလည်းမရှိပါဘူးကိုမလုပ်ချင်ဘူးဆိုရင်လည်းကိုယ့်ရဲ့တွင်းထားတဲ့ငွေကလည်း$139အပြည့်ကိုယ့်ရဲ့ visa ကတ်ထဲမှာအပြည့်ပြန်ဝင်လာတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဘာမှရှုံးမှုမရှိတဲ့အတွက်ကြောင့်ဒီလုပ်ငန်းမှာကရေရှည်ခိုင်မာတဲ့စီးပွားရေးတရားဝင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တယ်ဆိုတဲ့ဟာကိုလည်းကျွန်မတို့ထပ်လောင်းပြောချင်တယ်ပေါ့နော်ဒီဟာကဘယ်လိုလုပ်သိနိုင်မလဲယုံနိုင်မလဲဆိုရင်တကယ်ထဲဝင်ရောက်လေ့လာကြည့်ပါကျမတို့ဒီလုပ်ငန်းကုမ္ပဏီကဘယ်နေရာမှာရှိရလဲဘယ်နိုင်ငံမှာရှိတယ်လဲဆိုတဲ့ဟာကိုအသေးစိတ်ဝင်ရောက်လေ့လာတဲ့အချိန်မှာဆိုရင်အကုန်လုံးလေ့လာသိရှိရမှာဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်ဒီလုပ်ငန်းကိုစိတ်ဝင်စားတယ်ဆိုရင်ကျမတို့ဒီ digital business လုပ်ငန်းဆိုတာဘာလဲဆိုတဲ့ဟာကိုအကြမ်းဖျင်းကျမတို့လည်းရှင်းပြပေးနိုင်တဲ့လောက်ကိုကျမတို့ကရှင်းပြပေးထားတာဖြစ်တယ်ပေါ့နော်။ဂျန်တဲ့ဟာတွေကတော့ကျမတို့ဒီလုပ်ငန်းရဲ့အသေးစိတ်လေ့လာတဲ့အချိန်မှာဆိုရင်ကိုတိုင်လည်းမြင်တွေ့ရမှာဖြစ်ပါတယ်။ကိုတိုင်လည်းသိရှိရမှာဖြစ်ပါတယ်။ဒါကြောင့်အသေးစိတ်လေ့လာခြင်းနဲ့ဆိုရင်တော့$139ကိုတွင်းပြီးတော့မှစတင်လေ့လာပါပေါ့နော်။ကျမတို့ပေးရနေပြီးတော့မှလက်တွဲကူညီပေးသွားမှာဖြစ်ပါတယ်။ဒီချင်နာမလဲတာရှိလို့ရှိရင်လည်းကျမတို့ရဲ့ Messenger မှာအချိန်မရွေးတဲ့ဆက်သွယ်မြင်လို့ရတာဖြစ်တယ်ဆိုတဲ့ဟာကိုလည်းပြောပြချင်ပါတယ်။အားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဆိုရင်ကျမတို့ live ကိုဒီမှာပဲရနာခွင့်ပြုပါနောက်တစ်ပတ်မှာကျမတို့မတူညီတဲ့ခေါင်းစဉ်တွေကိုထပ်ပြီးတော့မှလာမျှဝေပေးတော့မှဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။ကျမတို့ရဲ့ live ကိုစောင့်မျှော်ကြည့်ရှုပေးဖို့လည်းဖိတ်ခေါ်ချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျေးဇူးပါ